ခုချိန်ဟာဆောင်းလဲဆောင်းဝင်လာပြီဆိုတော့နှာစေးနှာပိတ်ဖြစ်တတ်ကြတဲ့အချိန်ပဲဖြစ်ပါတယ်။အားလုံးလည်းအခုလိုချိန်မျိုးမှာဆိုရင်နှာလေးတရှုံရှုံနဲ့ပြင်နေကြမှာပါ။ဆိုတော့အေးလာတဲ့အချိန်မှာဘာလို့ဒီနှာစေးနှာပိတ်ဖြစ်ရလဲဆိုတာကိုတွေးမိကြလားဗျ။ဒီနေ့မှာတော့ဒီအေးလာရင်ပေါ့နော်ဘာလို့ဒီနှာစေးနှာပိတ်ဖြစ်ရလဲဆိုတဲ့အကြောင်းရင်းနဲ့ဘယ်လိုကာကွယ်လို့ရလဲဘယ်လိုကုသလို့ရလဲဆိုတဲ့အကြောင်းအပြည့်စုံကိုပြောပြသွားမှာပဲဖြစ်ပါတယ်ဗျ။ကြာသီးတို့ကအေးလာတော့ဒီပတ်ဝန်းကျင်မှာတိုက်နေတဲ့လေတွေကလည်းအေးလာတယ်ပေါ့နော်အဲ့အတွက်ကြောင့်တော့ဒီနှာခေါင်းကနေအသက်ရှူပြီးတော့ဒီနှာခေါင်းထဲဝင်လာတဲ့လေတွေကလည်းလေအေးတွေဖြစ်သွားတယ်အဲ့တော့ဒီဝင်လာတဲ့လေအေးတွေကနှာခေါင်းအမေးပါးကိုသွားပြီးတော့ထိပြီးပေါ့နော်လှုပ်ဆောင်တယ်လို့ဖြစ်သွားတယ်သွားပြီးတော့ဆွလိုက်တယ်ပေါ့အဲ့ခါမှာဆိုရင်တော့ဒီခန္ဓာကိုယ်ရဲ့ပေါ့နော်ဒီတုံ့ပြန်မှုစနစ်တစ်ခုဖြစ်တဲ့ parasympathetic reflex ကနေပြီးတော့ပေါ့နော်ဒီနှာခေါင်းရဲ့ဒီ gland တွေကနေဒီအကြည်ချွဲတွေပေါ့နော်ဒီ mucus တွေဒီနှက်တွေပေါ့နော်ဒီအများပြထုတ်ပေးလိုက်တယ်ထုတ်ရတဲ့ရွယ်ချက်ကတော့ဒီဝင်လာတဲ့လေအေးတွေပေါ့နော်ဒီပြန်ပြီးတော့ဒီနှွေးသွားအောင်လုပ်တဲ့အနေနဲ့ဒီ mucus တွေဒီနှက်တွေကိုအများပြထုတ်ပေးလိုက်တာပဲဖြစ်ပါတယ်ဒါကဒီခန္ဓာကိုယ်ရဲ့ပေါ့နော်ဒီအလိုတယောက်ဒီကာကွယ်တဲ့စနစ်တစ်ခုပဲဖြစ်တယ်ပေါ့နော်အဲ့လိုဒီ mucus တွေအကြည်ချွဲတွေနှက်တွေကိုအများကြီးထုတ်လိုက်တဲ့အတွက်ကြောင့်ပေါ့နော်ဒီနှာစေးတယ်နှာရည်ယိုတယ်နှာပိတ်တယ်ဆိုတာလေးဖြစ်လာတာပဲဖြစ်ပါတယ်ပုံမှန်ဆိုရင်တော့အေးတဲ့အချိန်မှာနှာစီးတာကဒီပိုးမွှားတွေ virus တွေဝင်တာကြောင့်မဟုတ်ဘဲနဲ့ဒီလေအေးတွေနဲ့ထိတွေ့မိတာကြောင့်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒီကိုကလည်းဒီကိုခန်းကနည်းနေတယ်ဒီနှာစေးနှာပိတ်ဖြစ်တာလည်းအချိန်ကြာလာပြီဆိုရင်တော့ဒီနောက်ပိုင်းမှာ virus ပိုးမွှားတွေလည်းဝင်လာတတ်တယ်ပေါ့နော်ကို virus တွေဖြစ်တဲ့ဒီ rhinovirus လို့ခေါ်တဲ့ဒီ virus ပိုးမွှားတွေဝင်လာနိုင်တယ်ဆိုတော့ဒီနှာစေးနှာပိတ်ဖြစ်တဲ့ဒီတိုင်းရိုးရိုးတန်းတန်းပဲဒီအေးလို့ဖြစ်တာလားဒါမှမဟုတ်ဒီ virus ပိုးတွေဝင်နေပြီလားဘယ်လိုခွဲမလဲပေါ့နော်ဒီ virus ပိုးတွေပါဝင်နေပြီဆိုရင်တော့ဒီထွက်တဲ့နှက်တွေကဒီဝါစိမ့်စိမ့်နဲ့ပေါ့နော်ပိုပြီးပြည့်ချွတ်ချွတ်တွေထွက်တတ်တယ်ဒီတိုင်းရိုးရိုးအေးလို့ဒီနှာစေးနှာပိတ်ဖြစ်တယ်ဆိုရင်တော့ဒီထွက်တဲ့နှက်တွေကဒီဒီအကြီးကျဲနဲ့ပေါ့နော်ဒီအပြူရောင်တွေဒီအကြီးကြီးပဲထွက်လာတတ်ပါတယ်နောက်ပြီးတော့ဒီခေါင်းကိုက်တာတို့ဒီဖျားတာတို့နဲ့ပါတွဲဖြစ်နေပြီဆိုရင်တော့ဒါကဒီ virus ပိုးပါထပ်ပြီးတော့ဒီဝင်နေပေါ့နော်ကဲနောက်တစ်ခုအနေနဲ့ဒီနှာစေးနှာပိတ်တာကိုမဖြစ်အောင်ပေါ့နော်ဘယ်လိုကာကွယ်လို့ရလဲဖြစ်လာခဲ့ပြီဆိုရင်ရောဘယ်လိုကုသလို့ရလဲဆိုတဲ့အကြောင်းကိုဆက်ပြီးတော့ကြည့်လိုက်ရအောင်နော်ဒီအဓိကဒီနှာစေးနှာပိတ်တာကဒီလေအေးတွေနဲ့ထိတွေ့မိအကြောင်းဖြစ်တာမို့ဒီနွေးထွေးထွေးနေပေးဖို့တော့အရေးကြီးရပေါ့နော်လူတွေတခြားဝတ်မယ်ဒီရေကိုဂရုတစိုက်ချိုးမယ်ဆိုရင်တော့ဒါကဒီနှာစေးနှာပိတ်တာကိုကာကွယ်ပြီးသားရတယ်အဲ့တော့ဒီဖြစ်လာခဲ့ပြီပေါ့နော်ဒီနှာစေးနှာပိတ်ခဲ့ပြီးဒီဆေးလည်းမတောက်ချင်သေးဘူးဆိုရင်တော့ဒါကဒီရှင်နွေးငွေလေးရှူပေးတာကဒီနှာစေးနှာပိတ်တာကိုသက်သာစေရပေါ့နော်ဒီဆေးတောက်မယ်ဆိုရင်တော့ဒီ antihistamine ဆေးမျိုးစားဖြစ်တဲ့ဒီ cetirizine ကိုဒီတစ်နေ့တစ်လုံးပေါ့နော်တောက်ပြီးလို့ရတယ်သူကတော့ဒီအိတ်ရှင်နဲ့အာနိသင်နဲ့နှဲငယ်ပါလာကြောင်းဒီညဘက်အိတ်ခမ်းဒီမှာတောက်တာတော့ပူပြီးအဆင်ပြေရပေါ့နော်တကယ်တော့ဒီခေါင်းကိုက်တာတို့ဒီဖျားတာတို့ပါဒီတွဲပြီးဖြစ်လာပြီဆိုရင်တော့ပေါ့နော်ဒီ paracetamol တို့ဒီဒီကိုချင်းတို့ပါတွဲပြောတောက်ပြီးလို့ရပါတယ်ကဲခုဆိုရင်တော့နှာစေးနှာပိတ်တာနဲ့ပတ်သက်လို့တရားလေးနားလည်သွားပြီးတော့ကြုံကြည်ပါတယ်ခုချိန်ရဆိုရင်ဒီနှာစေးနှာပိတ်အဖြစ်များနေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်တခြားသူတွေလည်းသိသွားအောင်အခုဗီဒီယိုလေးကို share သွားပေးပါဦးနော်ကဲအဲ့ဆိုဒီနေ့လောက်ပါပဲနောက်နေ့မှာလည်းပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့ကျမရဲ့ဘူဒ္ဓအကြောင်းအရာနဲ့အတူပြန်လာကြပါမယ်နော်